အားလုံးမင်္ဂလာပါဒုရီဝါနာရှင်အားလုံးကိုကြိုဆိုပါလေငါဟာကိုပေါင်းချင်း14ငါပေါင်းချင်း19ကိုဖြစ်ခြင်းကို6ပေါင်းချင်း15ကိုပေါင်းချင်း24ဖြစ်ခြင်း1 5ပေါင်းချင်း6 3ပေါင်းချင်း9ဖြစ်ခြင်း1 9ပေါင်းချင်း10 9ပေါင်းချင်း19ဖြစ်ခြင်းဒီ site တိုင်းဆိုရင်လေးကိုပိတ်ပါပဲเนาะလေးကိုပိတ်မနေ့ကတော့ကိုနှစ်ကတူအောက်ကွက်ပေါက်ပါတယ်เนาะဒီနေ့လည်းကံကောင်းပြီအောက်ကွက်ထပ်ပေါက်ကြပါစေနောက်ကွက်ကောင်ကတော့မနေ့ကထွက်သွားပြီဆိုတော့ထပ်မတင်ချင်တော့ဘာလို့လဲဆိုတော့တစ်ပတ်ကို2ကြိမ်ထွက်တာ2ကြိမ်လောက်ပဲထွက်တာလို့ပါပြပတ်2ကြိမ်ထွက်ပါတယ်တွေးရှိထားတဲ့5ဘတ်မှာပထမဘတ်မှာ2ကြိမ်ထွက်တယ်ဒုတိယဘတ်မှာ2ကြိမ်ထွက်တယ်တတိယဘတ်မှာ1ကြိမ်ထွက်တယ်သရုပ်တစ်ပတ်မှာပြတ်ပါတယ်ပြပတ်ပစ္စမဘတ်မှာ5ကြိမ်2ကြိမ်ထွက်ပါတယ်ကောင်းဆုံးလက္ခဏာ2ခွက်နော်နှစ်ဖြာမကြိုက်ဘူးကောင်းဆုံးလက္ခဏာကြိုက်တဲ့ဆိုရင်တော့ထူထားလို့ရပါတယ်4 6နဲ့9လေးပါခဏအနေနဲ့ပဲတိတမတင်တော့ပါဘူးနော်အားလုံးဒီနေ့လည်းကံကောင်းပြီးအောက်ကွက်ပေါက်ကြပါစေ